မိုးကြီးရဲ့ခရီးလမ်းတောအုပ်ကြီးထဲမှာစင်ငယ်လေးတစ်ကောင်ရှိတယ်။နာမည်ကမိုးကြီးကနာကြီးကြီးနှမောင်းရှည်ရှည်နဲ့အရန်ကိုပျော်ရွှင်တတ်တဲ့စင်ငယ်လေးဒါပေမဲ့တခုပဲစိတ်ပူစရာရှိတယ်။မိုးကြီးကရေကူးတာကြောက်တယ်။တနေ့မှာတောထဲကတငယ်ချင်းတွေအားလုံးစုပြီးမြေကြီးတစ်ဖက်ကမ်းမှာပျော်ပွဲရှိမယ်ဆိုတဲ့သတင်းကြားလိုက်တယ်။အဲ့ဒီကမ်းမှာအရသာရှိတဲ့တစ်တီးတွေပန်းပွင့်တွေအများကြီးရှိရတဲ့ဒါပေမဲ့မြေကြီးကအရန်ကိုကျဲပြန့်ပြီးရေကနက်နက်ရှိုင်းရှိုင်းရုံလေးကငါခုန်ပြီးကူးလို့ရမယ်ဆိုပြီးပြောတယ်ဝက်ဝွန်လေးကငါရေမျောပြီးသွားမယ်ဆိုတယ်။နှက်လေးကတော့ငါပြန်ပြီးသွားမယ်လေဆိုပြီးရေတယ်။ဒါပေမဲ့မိုးကြီးကတိတ်ဆိတ်နေတဲ့နှလုံးသားထဲကြောက်စိတ်တွေပြည့်နှက်နေတယ်။တငယ်ချင်းတွေမြင်တော့လာပြီးမေးတယ်။မိုးကြီးမင်းမလာချင်ဘူးလား။မိုးကြီးငြိမ်ငြိမ်လေးပြောတယ်။ငါရေကူးတာကြောက်လို့အဲ့ဒီအချိန်ယုံလေးကပြုံးပြီးပြောတယ်။ကြောက်တာမစိုးပါဘူးအရေးကြီးတာကကြောက်နေရင်တော့အတူတူစူးစမ်းကြည့်ဖို့ပဲ။ဝက်ဝွန်လေးကဆက်ပြောတယ်ငါတို့မင်းကိုကူညီမယ်မင်းရဲ့နှမောင်းကြီးကအရန်ကောင်းတယ်လေအဲ့ဒါနဲ့ရေကိုမှုတ်ထုတ်လို့ရတယ်။နှက်လေးကလည်းပြန်ပြီးလမ်းကြောင်းကိုအပေါ်ကနေကြည့်ပေးမယ်ဆိုတယ်။မိုးကြီးနည်းနည်းတတိယလာတဲ့တငယ်ချင်းတွေအားလုံးအတူတူမြေကမ်းနားရောက်လာတဲ့မြစ်ထဲမှာတစ်သားတိုင်ကြီးတစ်တိုင်လဲကျနေတာကိုတွေ့တယ်။အဲ့ဒါကိုတရားလိုသုံးလို့ရမယ်။ရုံလေးအရင်ဆုံးခုန်ကူးတယ်။နှက်လေးပြန်ပြီးလိုက်သွားတယ်။ဘုံဝင်လေးရေထဲနည်းနည်းစိမ်ပြီးကူးတယ်။အခုမိုးကြီးအလှည့်ရောက်လာပြီ။နှလုံးခုန်တန်ရမ်းမြန်နေတယ်ဒါပေမဲ့တငယ်ချင်းတွေအားလုံးကန်းတစ်ဖက်ကနေအော်အားပေးနေကြတယ်မိုးကြီးလုံနိုင်တယ်တလန်းချင်းလှမ်းပါမိုးကြီးမျက်လုံးမှိတ်ပြီးနှမောင်းကိုအပေါ်မြောက်လိုက်တယ်တလန်းနှစ်လန်းတစ်သားပေါ်တက်လိုက်တယ်လှုပ်လှုပ်ခါခါလုံနေပေမဲ့တဖြည်းဖြည်းကူးလာနိုင်ခဲ့တယ်နောက်ဆုံးကန်းတစ်ဖက်ရောက်တော့တငယ်ချင်းတွေအားလုံးအတူတူပွေ့ဖက်ကြတယ်မိုးကြီးရေမောပြီးပြောတယ်ကျေးဇူးပဲလူတိုင်းငါကြောက်တာမစိုးဘူးဆိုတာအခုသိလိုက်ပြီအတူတူရှိရင်ဘာမစိုးလုံးနိုင်နဲ့အဲ့ဒီနေ့ကစပြီးမိုးကြီးကရေထဲဝင်ရဲလာတယ်သူ့နာမောင်းကြီးနဲ့ရေပက်တငယ်ချင်းတွေကိုအတူကစားပေးတဲ့တောထဲမှာပျော်ရွှင်မှုပိုပြည့်စုံလာတယ်ပုံမြင်သင်ခန်းစာကြောက်စရာတွေရှိတာပုံမှန်ပါပဲဒါပေမဲ့တငယ်ချင်းတွေအတူရှိရင်တလန်းချင်းစူးစမ်းရင်ဘလို့ခက်ခဲမျိုးကိုမစိုးကြော်ဖြတ်နိုင်ပါတယ်ဒီပုံမြင်လေးကြိုက်တယ်လို့မျှော်လင့်ပါတယ်နော်မိုးကြီးလိုတငယ်ချင်းတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ကစားနေကြပါဦး